အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ထမင်းဆိုင်တော်ကီဖုတ်ထားတဲ့ blog လေးကိုကြည့်ရှုပေးပါဦး မင်္ဂလာပါမစားလိုက်ပါအောင်မယ်မင်းမနေ့စားမှစားမှာပါကော့ကိုဗာလဲပြုတ်ထားတယ်ပဲလုံးမှာနော်ပဲအရင်ကြိုက်တာကျွန်တော်ဘာလို့ရတော့ဒီပဲတော့တအားကြိုက်တာဘယ်နေရာသွားအဲ့လိုပဲတော့တော့ကျမ်းမိုင်နေနေတယ်လေချက်လုပ်ပြုတ်လို့လဲလွယ်တယ်ပြောရတော့ဒါမနေ့စားနဲ့နေ့လည်စားနဲ့ပေါင်းစားရပါဒီမှာတော့မင်းကိုရီးယားမှာရောက်ပြီဆိုရင်တော့မနေ့ကအိယာထားနောက်ကြမိမှာထားကြများလေဟောကြတော့အကုန်ကြလဲနေပါတော့โอเคပါစားလိုက်ပါအောင်မယ်တွေ့လိုက်ပါအောင်မယ်ဘိုက်ကတော့အရင်မစားပါဘူးဒါပေမဲ့ကျမ်းမိုင်နဲ့ညီတော့စားရတာပဲလေနော်မှန်ကအဲ့လိုမျိုးကျွန်တော်ဒီသမင်းစားရဆိုရှင်ရုပ်ရှင်တွေစကားကြည့်စားတာအရန်ကြိုက်တယ်လို့ဘယ်လိုရတော့မသိအဲ့လိုဟာတာကားကြီးပဲအိမ်မှာဆိုလည်းအဲ့လိုသမင်းစားရတဲ့လို TV ကြည့်ရတာအရန်ကြိုက်တယ်အဲ့လိုမျိုးမှာကြတော့အဲ့လိုမျိုးကွန်ပျူတာကြည့်ပါနော်ကွန်ပျူတာနဲ့စကားအဲ့လိုမျိုးအဲ့လိုဒီကျွန်တော်ပြောချင်တာကိုရီးယားရောလို့ကျောင်းနဲ့လာမဲ့တွေ့ပါဆိုလို့ရှိရင်လေလို့မဖြစ်မနေသက်ထားတဲ့ survival skill ထဲမှာထမင်းချက်တာလည်းပါတယ်ဘာလို့လဲတော့ယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်ပါအဲ့လိုချက်တတ်တဲ့နေပေါ့နော်ဘာလို့ဆိုတော့ကိုမမချန်ကိုငတ်ဖို့ပဲဖြစ်နေကိုကလည်းကိုချက်တတ်အောင်ဟောဖြစ်ပေါ့နော်တင်ခဲ့ဒီမှာရောက်လို့အဲ့လိုအများတိုင်းဝယ်လည်းမစားနိုင်ဘူးဖတ်လည်းမစားနိုင်ဘူးကိုကလည်းကိုချက်စားမှာချက်တယ်ဆိုလို့ရှိရင်ကျွန်တော်ငတ်ဖို့ပဲရှိမှာနိဒါနော်ဒီမှာဘီယက်ပါလာတဲ့အပြီးကျော်ပဲပြုတ်ချက်သားနေပေါ့နော်ဆိုရင်ရေနွေးအရန်ကြိုက်တယ်ရေနွေးအရန်ကြိုက်တယ်လို့အိမ်မှာလို့ဆိုရင်ရေနွေးအရန်တမန်စားရေနွေးမတော့မပါပဲမစားတော့ဘူးနော်အဲ့လိုဒီမှာလည်းအဲ့လိုကိုရီးယားရောက်တော့ဟိုသူတို့ဟိုလိုမျိုးအတင်းလောက်တဲ့ဒီဟိုအထုပ်လေးရှိရင်အဲ့တစ်ဖက်6ကကျတော့ကိုကအစမပြူနေအဲ့ကျွန်တော်ဒီလိုမျိုးဘူးလေးနေလေဒါမြန်မာပြည်တစ်ဖက်6လို့ပုံစံမျိုးပဲဈေးတော့နည်းနည်းလေးကြီးရဆိုပေမဲ့အဲ့လိုရေနွေးအရန်ကြိုက်တယ်လို့ဆိုတော့အစင်ပြေဟိုအားလေးဝယ်ပြီးတော့ရေနွေးတော့အဲ့ဒီမလာရင်တော့ဆိုရှင်လဲတန်းမှာကျွန်တော်ကိုရီးယားတန်တန်တက်တာလေမတော်တာဆိုရှင်အဲ့လိုပဲကျွန်တော်ဟိုကျွန်တော်ကမှဒန်နီကိုလည်းမရှိကျွန်တော်အဲ့လိုထမင်းပေါင်းအုံးနေတယ်လက်စားအဲ့လိုဝတ်သားတွေဟင်းမျိုးဆိုကျွန်တော်ရအောင်ချက်တာအဲ့လိုပါမျိုးပေါ့နော်ဟိုအဲ့ရနေပဲကျွန်တော်ချက်တအောင်လေ့ကျင့်ထားကြတော့အဲ့မလို့တကယ်တမ်းကျွန်တော်အဲ့လိုလက်စိတ်ပါတယ်လို့ပြောမှာအဲ့လိုဟင်းနေပိုင်းချန်ကျွန်တော်သူကလည်းသူဟိုဟာထက်တန်ထဲနေစားကောင်းပါအရင်ချက်တက်နေလည်းမဟုတ်ပဲမဲ့အဲ့လိုလူများကြီးလည်းတော်တော်များများကျွန်တော်အဲ့လိုမျိုးဥစ္စာရေးစားဖို့ပေါ့နော်ဒါပေမဲ့တော်တော်များစိတ်ကြတယ်ယူကြည့်ရတယ်တခါတော့ရှိရပါတော့ပြီး AI နဲ့ပေါ့ AI နဲ့အဲ့လိုမျိုး AI ဟိုအထက်ဆိုထည့်စားရတယ်ငါပြီးထက်ဆိုထည့်စားထည့်ဆိုထည့်အဲ့လိုမျိုးထည့်ဒါပေမဲ့စားအဆုံးသတ်မှာတော့စားလိုက်အောင်နော်ခုကြက်သားဆိုလည်းအဲ့လိုပဲမင်းကအဲ့လိုရှိရဲ့အစာပလာတွေကိုကလည်းပုံရှောက်ထည့်မစားလို့ကောင်းပါတော့ရတာရှိဒီကတော့ဟိုသူများနိုင်ငံမှာရောက်လာပြီဆိုလို့ရှိရင်တော့ကိုမီပါအိမ်လိုမျိုးကတော့စားလို့မရတော့လေနေလို့မရတော့ဒါကကျွန်တော်ဘဝမှာကျွန်တော်ဘယ်နေရာပဲရောက်နေတတ်အောင်စားတတ်အောင် survival skill ထဲမှာအဲ့ကျွန်တော်ချက်တာပြုတ်တာပါဘောနော်ယောက်ျားလေးဖြစ်မှမိန်းကလေးဖြစ်မှအဲ့လိုမျိုးဟိုမရှိဘောနော်ကိုမချန်ကိုငတ်ဖို့ပဲရှိမှာအဲ့လိုပါနော်ကျွန်တော်တော့လို့တယောက်တည်းနေရရင်လည်းများတာဆိုတော့ဟိုနေခဲ့ရတဲ့အချိန်တွေလည်းရှိခဲ့ပြီးဆိုတော့အဲ့တော့အဲ့မှာလည်းကွက်ကိုဟင်းနေပါချက်ကိုရီးယားမှာရောက်ခါတာဆိုလို့စိုင်နေရင်မစားတတ်ဘူးတို့စိုင်ရင်မြန်မာစိုင်နဲ့မတူပြပြို့ကြီးဒါမှမဟုတ်ကြတော့လေဟိုစားတတ်တော့ရောက်ခါတာမစားတတ်စိုင်ကြီးကဘယ်လိုမျိုးလဲရှမ်းဆန်လို့ဘာလို့အဲ့လိုပုံကြီးမြန်မာစိုင်နဲ့မတူစားတဲ့ဟာကြီးရလာလေအဲ့လိုပုံမျိုးမြန်မာစိုင်လို့စားလိုက်ရင်လို့ဘိုက်တင်းနေမျိုးဝါနေဆိုရဲဟာမျိုးခံစားချက်မဖြစ်ဒီကျွန်တော်ရလို့ထမင်းရိုင်းစားတဲ့ type ထဲမှာမပါဘာလို့ဆိုကျွန်တော်အဲ့လိုရန်ဝါမှာရန်ကြောက်တယ်ရန်အဲ့လိုဝါမှာကြောက်တော့ကြောက်ကျွန်တော်အဲ့လိုဟင်းတွေတို့အရေးစမ်းတို့အဲ့လိုဟာမျိုးတွေပဲကျွန်တော်များများစားပြတ်တယ်အဲ့လိုထမင်းကျွန်တော်အရင်မစားဘူးပုံမှန်ဆိုရင်တော့ကျွန်တော်ညတယ်ပဲဆိုအရင် short စားတယ်မှာပါ short စားဆိုတော့ကျွန်တော် exercise လည်းအရင်တော့လုပ်တယ်အရင်မလုပ်နိုင်ဆိုတော့ကျွန်တော်အစားနဲ့ပဲကွက်ထိန်းတယ်ဒါပေမဲ့ဟိုလိုမျိုးအရင် short နဲ့အဲ့လိုအငတ်ခံပြီးအဲ့လိုမျိုးတော့မဟုတ်စားတိုင်းအဲ့လိုပဲလုံးဝကြီးသူများတို့တစ်စလုံးနဲ့စလုံးအဲ့လိုမျိုးမစားဘူးတော်တော်အဲ့လိုမျိုးဘာအရင်စားနေမှလာနေစားပြီးကျွန်တော်အဲ့လိုထမင်းတော့ကျွန်တော်အချင်းဟင်းတို့အဲ့လိုဟင်းကြိုးတို့အဲ့လိုရေစမ်းတွေပဲတို့အဲ့လိုပါကျွန်တော်အရင်ကြိုက်ပြောရင်တော့ဟိုမျိုးကအစားစားရေကျွန်တော်တောစားတာပဲတောပဲချစ်တယ်ပြောမှာမလို့တောစားစားရေကျွန်တော်ပို့ချိုက်တယ်အဲ့လိုရန်ကုန်မှာဆိုတော့ကျွန်တော်အဲ့လိုမုတ်နေပါရေဝယ်စားပြစ်တယ်ဆိုတော့ကျွန်တော်အဲ့လိုမြန်မာမုတ်နေပဲဝယ်စားပြစ်တယ်များအဲ့လိုသူများလိုဂျေးအိုဟော့ပေါ့ကျွန်တော်အဲ့လိုစားလေကျွန်တော်တိတ်မကြိုက်ဘူးစားရထိုင်နေတခါတည်းတကယ်ချင်းနေတယ်အဲ့လိုဒါပေမဲ့ကျွန်တော်မကြိုက်ဘူးအဲ့လိုမြန်မာစားစားဝယ်စားပြစ်တယ်အဲ့လိုလဲလဲမှနေတော့အဲ့ဒါကြမ်းမလဲမှလဲ
ဖြတ်တန်းခဲ့ရဆိုတော့နိုင်ငံနဲ့ဒီနိုင်ငံကိုလာတဲ့အခါမှာလေဒီကုန်းနေရတော့မဟုတ်ပါဘူးအဓိကကျွန်တော်တို့အသိမလားကိုယ်နဲ့ကိုယ်တယောက်တည်းရှင်းတန်းနိုင်အောင်ရက်တီးနိုင်အောင်ဆိုတဲ့ mindset တွေကျွန်တော်တို့တွင်းရမယ်ထီးချန်နိုင်ရှိမယ်စမပြေရရှိမယ်ဒုက္ခရရှိမယ်ဒုက္ခရရှိမယ်မာကျင်ရရှိမယ်မြို့ပေါ့နော်ဒါပေမဲ့ဒီဟာတွေပေါ်မှာကျွန်တော် struggle လုပ်နိုင်အောင်ရုန်းကန်အောင်ကျွန်တော်ကိုယ်စိတ်ကိုပြင်ထားမှာပေါ့နော်ဟုတ်လားအခုဆိုပါပဲလူတွေကျွန်တော်တို့ကအခုချိန်မှာပြင်ဆင်နေခွင့်ရတဲ့အချိန်တော့မှတချို့တွေမှာ6လောက်တောင်ကံမကောင်းတဲ့သူတွေအများကြီးရှိတယ်လေဒါပေမဲ့ဒီလိုမျိုးနဲ့ဆိုင်ရှင်တော့ကိုဒီဒုက္ခတွေဒုက္ခလို့မမြင်မှရမှာဒီမဲ့ကဥဝင်နေပြန်ကျွန်တော်အဲ့လိုစိတ်ညစ်လွယ်တဲ့ထဲမှာမပေါ့အဲ့လိုတခုဆိုလည်းဘယ်လိုပဲဒိုးပေးထားပဲခံနေပြောမှာလို့တော့တိုင်အောင်လို့ဆိုလို့ရှိရင်တော့ကလည်းမဖြစ်ဘူးတော့အဲ့လိုမျိုးစိတ်ညစ်တာမဖြစ်တာနဲတောင်းတန်းအဲ့လိုဘာလို့ကိုချစ်တယ်ပဲပြောမှာဘာလို့ကိုစိတ်ဖိစီးမှုတွေနဲ့ကျွန်တော်ဘယ်တော့မှကိုနှိမ့်ဆက်လူဆိုရဗျာကိုနံပါတ်1ချက်ဖို့ရေးကြည့်ပဲသေးတယ်ကိုချင်းချမ်းမရေး view site တာစားတောက်တာအဲ့လိုကျွန်တော်ဗီဒီယိုထဲမှာဆိုအများနဲ့ပြောနေကြစကားရှိပါဆိုတော့ဒီရုပ်ခန္ဓာကိုယ်ရဗျာအများနဲ့တည်ရတူအများနဲ့ရှိသွားပါဗျာတင်မလားအဲ့တော့ဒီရုပ်ခန္ဓာကိုယ်ကြီးချမ်းမနေဖို့အတွက်ဆိုရင်ခမမှာပဲတာဝန်ရှိတာမိသားစုမှာလည်းမရှိဘူးတင်သူကြီးသားတငယ်ချင်းဘယ်သူ့ပေါ်မှာတာဝန်ရှိမနေဒီကိုနဲ့အတူတည်ရဲ့ဒီတူနေရမယ့်ဒီခန္ဓာကိုယ်ကိုကမှ view site ပြော view site ဟုတ်တယ်မလားဟုတ်ကြတော့ကိုယ်ပဲစလက်ကစားကြလို့စားမယ်နေစမလို့နေမယ်သိရမလားအဲ့လိုမျိုးချင်းခန္ဓာကိုယ်ကြီးဆိုတာလေကျွန်တော် set engine တွေလိုပဲလေဟုတ်တယ်မလား set engine တွေကျွန်တော်မောင်းမှမြန်ရင် engine တွေကားတွေလိုပဲထိရပဲလေအဲ့လိုမျိုးခန္ဓာကိုယ်ကြီးဆိုတာလည်းအဲ့လိုပဲအများဘလောက်ပဲကျမ်းမာနေပါပဲပြောဒါကျမ်းမာနေတဲ့အချိန်မှာတော့ဘာမှပြဿနာမရှိဆိုပေမဲ့အချိန်တိုင်းတစ်ခုရောက်လိုက်ခင်ဗျားစားနေပြတယ်နေစလို့နေခဲ့တဲ့ဟာတွေရဲ့ဒဏ်တွေခံမှာလေကိုပြဿနာခံနေပြီးမှဖြစ်လာတဲ့ယောဂါတွေအဲ့ကြိုင်းတော့နောင်တများတော့ねအဲ့ဒါဘာလို့ကိုနေချင်နေခဲ့ပြီးသွားပြီအဲ့ကြမှာဖြစ်ရင်တော့နောင်တများတော့ねလိမ့်တာခံတော့ဘယ်သူမှမလည်းတောင်းဝင်ရှိမနေဟုတ်တယ်မလားဟိုလူတွေကကျွန်တော်ဗာလဲနောင်တဆိုတာနောင်မရဆိုတာအဲ့ဒါပဲဒီမလားနေချင်လို့နေတယ်စားချင်လို့စားတယ်ဟာအဲ့လိုတချို့ဆိုလည်းအပူတွေအရက်ဆက်တွေအရင်စားကြတယ်လမ်းပေးစာတွေရောက်ဆိုလမ်းပေးစာစားနေတယ်မရှိဘူးခြေကြီးရမှာမဟုတ်ဘူးဘာဖြစ်လို့လမ်းပေးစာဆိုတာကျွန်တော်ဘယ်လိုလဲဆိုတော့street food တွေမှာဆိုလို့ရှိရင်တန့်တာဘယ်ဆိုတော့တောင်းတိုင်းအဲ့လိုမျိုးဟိုဖြစ်တဲ့ဆိုင်တွေတော့ပဲစားဖြစ်တယ်တော့လမ်းပေးစာတော့ကကျွန်တော်မစားဖြစ်ဘူးအဲ့လိုကျွန်တော်ပြောကျွန်တော်စားရင်မြန်မာမောက်နေတော့ပဲစားဖြစ်တယ်ကျွန်တော်လမ်းမေးတာမကြိုက်မြန်မာပြည်မှာကြည့်ကြည့်လိုက်ကျမ်းမိုင်နေညွှန်တာဆိုတော့နဲအဲ့တော့ကိုရီးယားကိုကျွန်တော်လာမယ်ပြင်ဆင်ထားတဲ့သူတွေဘောနော်ဒီကစကားပေါ့နော်စကားကိုလည်းရအောင်လုပ်ခဲ့ပြီးတော့လို့ရှိရင်ဒီကကိုယ့်ရဲ့စိတ်ဓာတ်ကိုလည်းမအောင်ရိုက်ခဲ့မကြိုက်သုံးခဲ့မဟုတ်ဘူးဆိုလို့ရှိရင်ဒီမလားဒီမှာဆန္ဒပြတော့ဟိုတယောက်တည်းရှင်တန်ရက်ဒီမှာဖြစ်တဲ့အတွက်ကိုယ့်ရဲ့စိတ်ခံစားချက်ကပျော့လို့မရပြီးဟင်းချက်ပါတယ်ငါမရအောင်အောင်ချက်ကြငတ်တော့မိန်းကလေးတော်များလာချက်တယ်ဒီကယောက်ျားလေးပေါ့ယောက်ျားလေးဆိုပြီးမြန်မာ society ကယောက်ျားလေးဆိုတာချက်ပြောဟောဖြစ်ဘူးဒီမှာဟိုတကူဆိုလို့ရှိရင်မြန်မာ society ကဟိုဖော်ဝါလာကြီးဆိုတဲ့နိုင်ငံဆိုရင်အဲ့လိုတကူဆိုရင်ဟာယောက်ျားလေးကမဖြစ်ဘူးဘာမှဖြစ်ဘူးအဲ့မဆိုင်ယောက်ျားလေးဖြစ်မိန်းကလေးဖြစ် LGBT ပဲဖြစ်လို့ပဲဖြစ်တည်ရမှာကျွန်တော်ကချက်ပြောဆိုတာတက်ကိုတက်မှာတက်လဲတက်တယ်အဲ့လိုပေါ့ဟိုအခုချိန်ပြီးပါရဆိုရှင်အဲ့လိုပုံနဲ့ချုပ်ပြီးပါရဆိုရှင်သားသမီးတွေကိုဒါငယ်ကလေးကနေပြီးတော့မှဒါတွန်တင်ပေးထားတဲ့ဒါဒီကျွန်တော်တို့တခြားပညာရက်တွေပြင်ဒီအချက်ပြုတ်စကေးတွေပေါ့နော်ကျွန်တော် survival skill ဆိုရှိရလေဟိုပါရေကူးတတ်တာတို့စပိန်စီးတတ်တာပြီးရင်ဆောင်အချက်ပြုတ်လို့ဒါမျိုးကားမောင်းတတ်တာတော့အဲ့ survival skill တွေတတ်ထားဆိုကျွန်တော်ဘယ်နေရာရောက်အဆင်ပြေလေဟိုမှာရေထဲရောက်တယ်ကျွန်တော်ရေကူးတတ်တယ်ဆိုရင်အဆင်ပြေပါတော့စပိန်စီးရတယ်ဆိုင်ကယ်စီးရတယ်ကားမောင်းတတ်တယ်အမျိုးမျိုးပါနော် crazy ပဲ fusion crazy ဆိုတာအချက်ဟာတာကားပါနော်ဟာတာကားကြည်ရကြိုက်တယ်ကျန်ငါးပဲကျွန်တော်အရင်တော့ကျွန်တော် play တော့နေထူးနိုင်ပြီဒီမှာရွာတွေမှာလည်းနေထူးနိုင်မယ်နေထူးနိုင်တော့လာမပြောနိုင်မျိုးမှာဘယ်လိုပဲပေါ့မင်းသားပြောရွာဘက်တွေမှာနေထူးနိုင်မယ်အဲ့လိုသမီးနှစ်မျိုးလို့စားနေပြီနောက်တစ်နှစ်လည်းမစားတော့တော့တုံပြင်းလည်းသုံးဟိုမှာနှစ်မျိုးအဲ့လိုတော့မဖြစ်နဲ့စားနေကုန်အောင်ညကြအဲ့လိုနောက်တစ်နှစ်ကျရင်ဟိုစားအပူလေးစားလို့ရအောင်နော်โอเคလာပါမယ်နောက်ဗီဒီယိုမှာပြန်နေမှာတတား